ကောင်လေးတစ်လောက်ကသူ့ရဲ့ချစ်သူစီအပြေးလွှားရောက်လာပြီးဘာလို့ငါ့ကိုဒီလောက်အရေးတကြီးခေါ်လိုက်တာလဲလို့မေးလိုက်တယ်။မေသူကတီတီငင်ငင်နဲ့ပဲငါတို့မကြခင်မင်္ဂလာဆောင်တော့မယ်။ဒါကြောင့်ငါအမေကမင်္ဂလာဆောင်ဖို့နဲ့တင်တောင်းဖို့အတွက်မင်း3,400ကနို့ရမယ်တယ်လို့ပြောတယ်။အောင်ကဒါကကိစ္စမရှိပါဘူး။ငါမင်းကိုစိတ်မပြတ်စေရပါဘူး။ပြဿနာမရှိဘူး။ဒါဆိုနက်ဖြန်ငါမိဘတွေကိုခေါ်ပြီးပတ်စံနဲ့အတူမင်းအိမ်ကိုလာခဲ့မယ်လीလို့ပြောလိုက်တယ်။မေသူကမဟုတ်သေးဘူးခဏဆောင်ဦးငါပြောလို့မပြီးသေးဘူးလို့ပြောတယ်။အောင်ကအံ့ဩသွားပြီးစစ်ပြောလီဘာရှိသေးလို့လဲလို့မေးတယ်။သူမကမင်းငါ့ဟူယူချင်းရင်3,200တန်ရွှေရတနာ3စုံ3,200တန်စိန်လက်ဆွတ်တကွေးနဲ့3,800တန်မင်္ဂလာဝတ်စုံပေးရမယ်။အဲ့ဒါတဲ့ဈေးကြီးတာဝယ်စရာမလိုဘူးနော်။ပြီးတော့သူတို့သမီးကိုကားပေါ်တင်ပေးကအဖြစ်3,200ကားပေါ်ကအချပေးကအဖြစ်3,200အိမ်ထဲဝင်ကြီး3,400ပေးရမယ်။ငါပြောပြစရာတွေအများကြီးကြံသေးရဲ့။မင်းတို့ဘက်ကအဲ့ဒါတွေအကုန်ပေးရမှာလို့ပြန်ပြောတယ်။အောင်ကခဏဆောင်အောင်ငါဓာရီကိုဘလို့လုံးမှတ်မိမှာလဲဖုန်းထဲမှာရေးထားပါရစီအောင်မင်းကအများကြီးပြောနေလားဆိုတော့ငါမှတ်မိမှာမဟုတ်ဘူးလို့ပြောလိုက်တယ်မေသူကဆက်ပြီးနောက်တစ်ချက်လည်းနားထောင်အောင်မင်္ဂလာဆောင်တဲ့နေ့မှာမင်းငါမိဘတွေကို3,400ပေါင်ထပ်ပေးရမယ်ဘာလို့လဲဆိုတော့သူတို့သမီးကိုမင်းစီထာဝရမင်္ဂလာဆောင်ပေးလိုက်လို့ပဲပြီးတော့မင်္ဂလာမဆောင်ခင်မင်းပိုင်တဲ့ပစ္စည်းမှန်သမျှကငါနဲ့ဘာမှမဆိုင်ဘူးမင်္ဂလာဆောင်ပြီးရင်တော့မြို့ထဲမှာငါ့အတွက်အင်ကြီးတစ်လုံးဝယ်ပေးရမယ်အဲ့ဒါကငါ့နာမည်နဲ့ထိရမယ်လို့ပြောတယ်အရာအလုံးကိုအံ့ဩစွာရေးမှတ်ပြီးတဲ့နောက်အောင်ကဒါအကုန်ပဲလားလို့မေးလိုက်တယ်သူမကအေးဒါအကုန်ပဲလို့ပြန်ဖြေတယ်အောင်ကကောင်းပြီငါတွက်ကြည့်ပြီးပြီမင်းပြောသမျှအကုန်လုံးက3,200နီးပါးရှိတယ်ငါကအဲ့ဒီလောက်ပတ်စံမျိုးဘဲကနေရမှာလဲမင်းကအပေါ်နားလည်မှုလုံးဝမရှိဘူးလားငါကဒီလောက်များတဲ့ပတ်စံကိုဘဲကသွားယူရမှာလဲလို့ပြောလိုက်တယ်မိသူကဒေါသတကြီးနဲ့ငါအတွက်ပတ်စံဆုံးရတာမင်းကိုနာကျင်စေလို့လားလို့မေးတယ်အောင်ကမဟုတ်ဘူးအဲ့ဒါမျိုးမဟုတ်ပါဘူးငါပြောချင်တာကငါတနစ်စာလာစာကမင်းတောင်းဆိုချက်တွေကိုဖြည့်ဆည်းပေးဖို့လိုအပ်တဲ့ပတ်စံပမာဏလောက်တောင်မရှိဘူးအဲ့ဒီလောက်ရဖို့ဆိုငါ20လောက်ပတ်စံစုရလိမ့်မယ်အဲ့ဒီအချိန်ကျရင်ငါအသက်50ဒါမှမဟုတ်60ဖြစ်နေပြီမင်းမလို့ဘူးဆိုရင်20ကြာမှပြန်လာခဲ့အဲ့ဒီကြာမှငါတို့မင်္ဂလာဆောင်ကြတာပေါ့လို့ပြောတယ်မေသူကဒေါသတကြီးနဲ့မင်းတကယ်ပဲအဲ့ဒီလောက်ပတ်စံမစုနိုင်ဘူးလားတကယ်ကိုတနာစရာကောင်းတဲ့ယောက်ျားပဲဒီလောက်ပတ်စံပမာဏလေးတောင်စီစဉ်မပေးနိုင်ဘူးအောင်ကဒေါသတကြီးနဲ့မင်းငါ့ကိုနောက်နေတာလားငါကအဲ့ဒီလောက်ပတ်စံအများကြီးဘဲကရမှာလဲ3,200နဲ့တောင်ပိုသေးတယ်ငါ့ကိုဘန်သွားဓာတ်တပီတိုက်စေချင်တာလားလို့ပြောလိုက်တယ်မေသူကမင်းမှာပတ်စံမရှိရင်မင်းမိဘတွေကိုတောင်းလေလို့ဒေါသတကြီးပြောတယ်အောင်ကငါစကားနားထောင်အောင်ငါမိသားစုမှာတကယ်ပဲအဲ့ဒီလောက်ပတ်စံမရှိဘူးရှိခဲ့တော့ကရောငါမင်္ဂလာဆောင်တစ်ခုအတွက်အဲ့ဒီလောက်အများကြီးပတ်စံဘယ်တော့မှမဆုံးမှာမဟုတ်ဘူးမေသူကစုတ်ချယောက်ျားဒီလောက်ပတ်စံလေးတောင်မပေးနိုင်တဲ့စင်းရဲသားနဲ့မင်္ဂလာမဆောင်နိုင်ဘူးလို့ဒေါသတကြီးပြောလိုက်တယ်အောင်ကယုံမြတဲ့ကောင်မလေးမင်းတိထားဖို့ကငါကအင်မတန်ကြီးမားတဲ့ကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ပဲအဲ့ဒီလောက်ပတ်စံပေးဖို့ဆိုတာငါအတွက်ဘာမှမဟုတ်ဘူးဒါပေမဲ့မင်းလိုလောဘကြီးတဲ့ကောင်မလေးကိုငါဘယ်တော့မှမင်္ဂလာမဆောင်မှာမဟုတ်ဘူးဒီကနေ့ထွက်သွားမင်းအစမားကြီးမားနေပြီဒီဆုံးဖြတ်ချက်အတွက်မင်းနောင်တရလင်ပဲနောက်ကြလီမင်းမှာအခြားရွေးချယ်စရာရှိမှာမဟုတ်ဘူးလို့အော်ပြောလိုက်တယ်အောင်ကမင်းလိုယုံညာပြီးလောဘကြီးတဲ့ကောင်မလေးကိုယူမဲ့အစားမင်္ဂလာမဆောင်ပဲနေတာကငါအတွက်ပိုကောင်းပါတယ်လို့ဒေါသတကြီးပြန်ပြောလိုက်တယ်မင်္ဂလာဆောင်ဟိုစီကန်းတွေအများကြီးထုတ်တဲ့လောဘကြီးတဲ့သူနဲ့မင်္ဂလာဆောင်မဲ့အစားအမှန်တကယ်ချစ်တဲ့သူနဲ့ပဲမင်္ဂလာဆောင်ရမယ်မဟုတ်ဘူးလား